အားလုံးပဲမင်္ဂလာပါယခုလက်ရှိဒီ MCG မချစ်ချက်ကိုကိုထဲမှာကျွန်တော်ကြောက်ဆုံး strategy တစ်ခုရှိတယ်အဲ့ဒီ strategy ကကြတော့ Aspire strategy ပဲဖြစ်ပါတယ်ဒီ strategy ရဲ့ထူးခြားချက်ကကြတော့အဒီဟာ point စုရတယ် point 999ပြည့်မယ်ဆို5ကို3 star hero ရချင်ရမယ်တို့မအန်ဆာလုံးရမယ်အန်ဆာလုံးရတယ်ဆိုရင်ပဲကျွန်တော်ဒီ5ကို hero ကို3 star တင်လို့ရမယ်တော်တော်လေးကိုကျန်းလာတယ်ဒီတော့ဒီ strategy မှာဆိုရင်2ခု4ခု6ခုနဲ့10ခုဆိုပြီးရှိတယ်10ခုပြဖို့ကြတော့တော်တော်လေးကိုခင်းရင်လည်းများသောအားဖြင့်ဒီ strategy ဒီစောက်မယ်ဆိုရင်တော့များသောအားဖြင့်6ခုလောက်ပဲစုတင်တယ်ပေါ့နော်6ခုလောက်စုမယ်6ခုလောက်စုမယ်ဆို point တွေရရှိမယ်အဲ့ဒီ point နဲ့ပဲ round က2 round လောက်တင်ပေါ့နော်နှစ်ပတ်ပြေးတဲ့ချိန်ကျကျွန်တော်တို့ကဒီ point 999ပြေးလောက်တယ်ဒီ strategy ကကြတော့ early game မှာဆိုတိစောက်ရခက်တယ်တော်တော်လေးကိုမထောင်ဘူးဒါပေမဲ့ late game online တော်တော်လေးကိုကြမ်းတယ်ဒီ strategy ပြေးလို့ point 999ရအောင်ဆိုတော့ထိလို့မနိုင်တော့ဘူးဗျာဒီ strategy မှာကြတော့ဒီနှစ်ခုပွင့်မယ်ဆိုရင်တော့ပွဲတစ်ပွဲပေါ့နော်ပွဲတစ်ပွဲမှာ point 10ခုရရှိမယ်ပြီးတော့ဒီ၄ခုပွင့်မယ်ဆိုရင်တော့ပွဲတစ်ပွဲမှာ point နေနဲ့ကြတော့40ရရှိမယ်အကယ်၍6ခုထိပွင့်နိုင်မယ်ဆိုရင်တော့ပွဲတစ်ပွဲမှာဆိုရင် point က80တိရရှိမယ်ဒီတော့ mix လို့နေတဲ့ကြတော့ဒီပထမဆုံး round တစ်ပတ်ပေါ့နော် round တစ်ပတ်ပြီးတော့လို့ crit down မရောက်ခင်မှာဒီ strategy တွေက6ခုပွင့်အောင်ဆွနိုင်မယ်ဆိုရင်တော့ point 999ကသွေးမကုတ်ခင်ရောက်အောင်နဲ့အကယ်၍ mix လို့နေတဲ့ကြတော့ဒီ strategy ကတော်တော်နဲ့မပြည့်ဘူးဆိုရင်တော့တခြား strategy တွေနဲ့ပေါင်းဆက်ပြီးဆိုဒါဆိုရင်တော့ဒီ strategy နဲ့ AC point ရေးစုဟာအကယ်ကျွန်တော်တို့ဒီ999မရောက်ဘဲနဲ့ဖွင့်နိုင်မယ်ဆိုတော့ point နဲတယ်ဆိုရင်တော့9ပဲရရှိမယ်အကယ် point က999ရောက်ခန့်နေပြီ point တော်တော်လေးများနေပြီဆိုရင်တော့5ကို2 star hero ရချင်ရမယ်တို့မဟုတ်ဒီ9တွေတော်တော်လေးများရရှိမှာဖြစ်ပါတယ်ဒီ999ပြည့်လို့ကျွန်တော်တို့ဖွင့်လိုက်မယ်ဆိုရင်လည်းဒီအစားလုံးတွေပါတယ်ပြင်9လေးရရှိအောင်မယ်ဒီတော့ကျွန်တော်တို့ကဒီ Twister တင်ပေါ်တော်တော်လေးလွယ်ရတယ်မှာပါတယ်ဒါကြောင့်ဒီ strategy ကကြတော့တော်တော်လေးကိုထရခတ်တယ်ထောင်ရင်လည်းတော်တော်လေးကိုထောင်တဲ့ strategy ပါကျွန်တော်အကြောက်ဆုံး strategy ပေါ့နော်ဒီ strategy မှာဆို hero အနေနဲ့ကြတော့6ယောက်ပါဝင်တယ်လေလာ ruby fanny leslie canavia ပြီးတော့ဝဇာနာပေါ့နော်ဝဇာနာကြတော့5ကို hero ပါ6ယောက်ပါဝင်တာဖြစ်တော့ကျွန်တော်တို့ကဒီ strategy ကိုနှစ်ထပ်ပွင့်တဲ့ခါမျိုးပါဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ဒီ commander ဂျွန်ဆန်နဲ့ဆော့တဲ့ခါမျိုးမှာဆိုရင်ဒီ 6 strategy ပြည့်ပေါ်တော်တော်လေးကိုဆော့ရလွယ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ဒီပထမဆုံး round the jaw ပြီးတဲ့ခါမှာ 6 strategy တီးဆောင်းနိုင်ရင်တော့ဒီ point တွေကတော့ AC ပြည့်တယ်အကယ်ကိုမတီးဆောင်းနိုင်ဆိုတော့တခြား strategy နဲ့ပေါင်းဆက်ပြီးတော့ပွဲချိန်တွေကိုထိုင်းပြီးတော့ကျွန်တော်ဆော့ရပါဒါဆိုတော့တော်တော်လေးကိုအဆင်ပြေတဲ့ strategy တစ်ခုဖြစ်ပါတယ်ဒီ strategy မှာအဓိအပြများသောအဖြစ်3 star တင်ပြီးဆော့ကြကြ Fanny ကို3 star တင်တယ်တို့မဟုတ်ဒီ Canavia ကို2 star တင်ဆော့တယ်နောက်တစ်ခုကကြတော့ဒီ Leslie ကိုလည်း3 star တင်ပြီးဆော့ပါတယ်ဒီ Leslie ကကြတော့ Leslie နဲ့ Fanny ကကြတော့physical damage item နဲ့ဒီ defense item ကိုတွဲပြီးဆော့တာပို့တော့ဆင်ပေးတယ်ဒီ Canavia မှာကြတော့ magic item ထည့်ပြီးဆော့တာတော်တော်လေးကိုမိုက်တယ်မှာပါပါတယ်ကဲမိတ်ဆွေတွေနဲ့ကြောက်လဲယခုလက်ရှိ strategy နဲ့မှာပဲ strategy ကပို့တော့ကြောက်ရလဲဘယ် strategy ကပို့ပြီးဆော့လို့ကောင်းလဲဆိုတာယခု video က comment အောက်ပါပြောတတ်လို့ရပါတယ်ခင်ဗျာကဲယခု video ဒီလောက်နဲ့ပဲဆုံးသက်ချင်ပါတယ် video ကိုဆုံးလို့ရှိတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာကဲတော့ video ပဲဆက်ကြအောင် bye bye